အခုလုပ်ပြမှာတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ရွက်ထုတ်အသားပေါင်းပေါ့နော်မုံညင်းဖြူကိုတုံထားတယ်အခုမုံလောင်းနီချစ်ထားတယ်ပြီးရင်မုံလောင်းနီကိုလိမယ်ပလီလီထူထူလီလီတဲ့သူတို့လီလို့ရပါတယ်ဒီလိုလေးရပြီဆိုရင်ကြိတ်ပါမယ်ကြိတ်ပြီးရင်ကြက်သားဒါမှမဟုတ်ဝက်သားကြိတ်ရတုံးပြီးတော့နေထားလို့ရတယ်ပြီးရင်အရသာကြီးထည့်ပါမယ်ဒါကပိန်းငံပြားကြီးပါပိန်းငံပြားကြီးနည်းနည်းပေါက်မယ်ပြီးရင်ပိန်းငံပြားကြီးအနောက်နည်းနည်းထည့်မယ်စားထည့်ပါမယ်ပြီးရင်ငရုတ်ကောင်းမှုတ်ထည့်မယ်ပြီးရင်နှံ့နေအောင်နေပါမယ်မေ့နေစက်သွန်မိတ်လေးပါနည်းနည်းလေးထည့်ပို့ပြီးတော့မှုေးပါတယ်စက်သွန်မိတ်လေးထည့်ပြီးတော့နေပါမယ်ပြီးရင်တော့မုံညင်းဖြူပါမုံညင်းဖြူကိုစီလေးနည်းနည်းဆိုရတယ်ဖာစီ33ရပါတယ်စီလေးတောက်ပါမယ်ပြီးရင်အသားကြီးထည့်လို့ရပါပြီအနီလိုလောက်ပဲထည့်ပါနော်ပြီးရင်လိပ်ပါမယ်လူမျိုးထုတ်ထားရင်ရပြီပေါ့နော်ပြီးရင်ပေါင်းမဲ့အိုးကိုစီတုပ်ပါပြီးရင်ခုနထုတ်ထားတဲ့မုံညင်းဖြူထုတ်လေးထည့်ပါပုံပြက်ပန်းပြက်တွေတော့ဖြစ်နေပါတယ်အရသာရှိဖို့အဓိကပါပေါင်းပါမယ်ပြီးရင်ဝါလာရပါပြီခင်ဗျာ